မိုဇမ်ဘစ်နိုင်ငံကအမောသားတီအောင်ဂျပန်နိုင်ငံကိုရောက်ရှိလာပါတယ်။သူ့နာမည်ကယာဆုကေသူပြီးနောက်ပိုင်းမှာယာဆုကေလို့လူသိများလာခဲ့ပါတယ်။မာကူဝါမျိုးနယ်စုဝင်တအုပ်ဖြစ်ပြီးအီတလီလူမျိုးခရစ်ယာန်သာသနာပြုတအုပ်ထံမှာအမှုထမ်းနေသူဖြစ်တာကြောင့်အစပိုင်းမှာတော့သူ့ကိုဘယ်သူမှသတိမထားမိခဲ့ကြပါဘူး။ဒါပေမဲ့1582ခုနှစ်ကျိုတိုမျိုးတွေကိုသူခြေချလိုက်တဲ့အကန့်မှာတော့အရာအလုံးပြောင်းလဲသွားပါတယ်။ဂျပန်လူမျိုးတွေဟာလူမဲတယောက်ကိုတခါမှမမြင်ဘူးခဲ့ကြပါဘူး။လူအုပ်ကြီးကလာမတွေပေါ်မှာတိုးဝေကြည့်ရှုခဲ့ကြပြီးသူ့ကိုမြင်ရဖို့အလွတ်ရကြိုးစားကြရင်လူအချို့နေမိပြီးတီဆုံးတဲ့အထိဖြစ်ပွားခဲ့ပါတယ်။ဒီသတင်းဟာထိုစဉ်ကဂျပန်မှာအင်အားအကြီးဆုံးစစ်ဘီယံဖြစ်တဲ့အိုဒါနိုဘူနာဂါစီကိုရောက်ရှိသွားပါတယ်။နိုဘူနာဂါကယာဆုကေကိုတွေ့ခွင့်တောင်းခဲ့ပါတယ်။နိုဘူနာဂါဟာယာဆုကေရဲ့အသားရည်ဟာစေးတုထားတာလို့ထင်မြင်ခဲ့ပြီးအသားကိုပွတ်တိုက်ဆေးကြောဟုအမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့အသားရောင်ကပြည့်မသွားခဲ့ပါဘူး။ယာဆုကေရဲ့ခန္ဓာကိုယ်ထွားချိုင်းပုံခွန်အားကြီးမားပုံနဲ့ဂျပန်စကားပြောဆိုနိုင်စွမ်းတို့အပေါ်နိုဘူနာဂါကအလွန်ဆွဲလန်းသွားခဲ့ပါတယ်။ဒါကြောင့်သူဟာတွေးခွင့်စရာအလုပ်တစ်ခုကိုလုပ်ခဲ့ပါတယ်။အဲဒါကတော့ယာဆုကေကိုစာမူတိုင်းတအုပ်အဖြစ်ခန့်အပ်လိုက်တာပါပဲ။1582ခုနှစ်မှာအာဖရိကန်တအုပ်ကစာမူတိုင်းဖြစ်လာခဲ့တာပါ။1582ခုနှစ်ဇွန်လမှာတော့နိုဘူနာဂါဟာလှုပ်ချန်ခံခဲ့ရပါတယ်။ယာဆုကေကတော့ပြန်လည်ခုခံတိုက်ခတ်ခဲ့ပြီးနီဂျိုရဲတိုင်မှာနိုဘူနာဂါရဲ့အမွေဆက်ခံသူကိုကာကွယ်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့သူအဖမ်းခံခဲ့ရပါတယ်။သူ့ကိုဘာလုပ်ချမလဲဆိုရင်နေကုန်ထွက်ပေါ်လာပါတယ်။သူကဂျပန်လူမျိုးမဟုတ်တဲ့အတွက်ခရစ်ယာန်ဘုရားကျောင်းစီကိုပဲပြန်ပို့လိုက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ယာဆုကေဟာအသက်ရှင်ကျန်ရစ်ခဲ့ပြီးမြဲအဲ့ဒီနောက်ပိုင်းမှာတော့တမိုင်းစာမျက်နှာတွေထဲကနေပျောက်ကွယ်သွားခဲ့ပါတယ်။အာဖရိကန်စာမူရိုင်းတူတကယ်လက်တွေ့ဘဝမှာရှိခဲ့သူအထောက်ထမ်းခိုင်ခိုင်လုံလုံရှိသူဒါပေမဲ့မေ့လျော်ခြင်းခံလိုက်ရသူပါဒီလိုကြောင်းရာတွေကိုစိတ်ဝင်စားရင် like လုပ်ပေးပြီး Story Spirit Member ကို follow လုပ်ထားဖို့မမေ့ပါနဲ့